မြတ်စွာဘုရားကဗျာမဆောင်လာတုံမှာဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်တွေလူတယောက်ကကိုယ်ကိုလာပြီးကဲ့ရဲ့ပြီးပြစ်တင်ပြီးလို့လာပြောလို့ရှိရင်မြတ်စွာဘုရားစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့ဒါတော့စိတ်မဆိုးအောင်နှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့ခက်စိတ်လေးကိုပြင်လိုက်အောင်ပဲသူပြောတဲ့လေးကိုအသိမှမပြုတ်ဘူးလေအသိမှမပြုတ်လက်မခံပဲနေတယ်ဘုံသားကြီးတယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်ဘုံသားကြီးတယောက်ကဘုရားကိုဆဲတယ်ဆဲတာမှရိုင်းရိုင်းပြပြဆဲတာမျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံဘူးဒီတိုင်းပဲနေတယ်အသာလေးတုံ့ပြန်မှုမပြုတ်ဘူးဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ်မင်းအိမ်မှာမိတ်ဆွေသင်္ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံအဲ့မခံဘူးလားလို့ဆိုအဲ့ခံအဲ့ဒီမုံပဲသေးစားတွေကိုအဲ့တွေကစားမသွားရင်ဘယ်သူဟာလဲလို့ဆိုဒါအဲ့ခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းကငါ့ကိုဆဲရခြင်းဖြစ်လက်ခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရတာမှန်တယ်ဗျမင်းဟာတွေပဲငါလက်မဆိုင်ဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံတာရောက်တယ်သူဟာကိုအတိမပြုတ်လိုက်တာရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမပြုတ်တာရောက်တယ်ကိုယ်စီမရောက်တာဘူး